Hello အားလုံးပဲမင်္ဂလာပါကျဆိုတော့ Therapist Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဆိုတော့ကြည့်သွားမယ့်ပိုင်းလေးရပေါ့နော်ကိုတစ်ဖက်လူကပေါ့နော်ဆက်သွယ်ခြင်းတည်းရဲ့လားဆိုတဲ့ပိုင်းလေးကိုကြည့်သွားမှာပေါ့နော်တစ်ဖက်သူကကိုပြန်ပြီးတော့ဆက်သွယ်ခြင်းတည်းရဲ့လားဆိုတဲ့ပိုင်းလေးကိုကြည့်သွားမှာမို့လို့ထုံးစံတိုင်းဆိုတော့ကပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ပိုင်းလေး3ပိုင်းခွဲပေးထားမယ်အဲ့ဒီပိုင်းလေးကိုတဲရနေပြီးတော့ဘယ်ပိုင်းလေးကကိုဆွဲခေါ်နေလဲဘယ်ပိုင်းလေးကကိုယ့်ရဲ့စိတ်နှလုံးသားကိုအလင်းပြနေလေဘယ်ပိုင်းလေးကသူ့ကိုရွေးချယ်ပါဆိုပြီးတော့ပြောနေလေစိတ်အေးလေးထားပြီးတော့ကိုယ့်ရဲ့နှလုံးသားတွေကလာတဲ့အတန်လေးကိုသေချာနားထောင်မယ်ပြီးတော့လို့ရှိရင်ကိုခေါ်နေတဲ့ပိုင်းကလေးသူ့ကိုရွေးချယ်ပါဆိုပြီးပြောနေတဲ့ပိုင်းလေးတွေကိုဆိုတော့ရွေးချယ်ပြီးတော့အဖြေလေးတွေကြည့်သွားမယ်ကဲတော့ထုံးစံတိုင်းဆိုတော့ကနေပြီးတော့ပိုင်း1ပိုင်း2ပိုင်း3ဆိုတာလေးတွေကိုခွဲထားမယ်ပေါ့နော်နော်သူတို့ကတစ်ဖက်သူကကိုပြန်ပြီးတော့တဲ့နော်ဆက်သွယ်ခြင်းနေတည်ရဲ့လားနော်တစ်ဖက်သူကကိုပြန်ပြီးဆက်သွယ်ခြင်းနေတည်လားပြန်ပြီးတော့ဆက်သွယ်မှာလားအဲ့လိုဟာလေးပေါ့ဟုတ်ပြီထုံးစံတိုင်းဆိုတော့ကနေပြီးတော့ကက်ကလေးချိုးမယ်အဲ့တော့ဒီမှာပိုင်း1ပိုင်း2ပိုင်း3 okay အဲ့တော့ပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ပိုင်းလေး3ပိုင်းခွဲထားတယ်လေးလေးတို့ကဘယ်ပိုင်းလေးတွေရွေးမလဲဒီတစ်ခါမှာတော့ဒီနေ့မှာဆိုတာကအရင်တော့ဆိုလို့ရှိရင်ဒီနားလေးမှာလေအသေးနှလုံးလေးတွေရဲ့ပြီးတော့လို့ရှိရင်တန်လျက်ကလေးရဲ့ပြီးတော့မွေကလေးရဲ့အဲ့လိုမျိုးလေးဆိုတာထားတတ်တယ်နော်အဲ့ဒါလေးတွေကတော့ဆိုတာမထားတော့ဘူးပေါ့နော်ကဲတော့ဒီပိုင်းလေးတွေကိုနော်ပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ခွဲပေးထားတယ်အဲ့တော့ဘယ်ကက်ကလေးတွေကိုရွေးကြလဲပိုင်း1ပိုင်း2ပိုင်း3ဘယ်နံပါတ်ကလေးကိုရွေးမလဲကဲစိတ်ကလေးလေးထားပြီးတော့ကိုခေါ်နေတဲ့ပိုင်းလေးတွေကိုသေချာရွေးပေးပါနော်ဟယ်လိုအားလုံးပဲမင်္ဂလာပါကျဆိုတော့ Therapist ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ပေါ့နော်အခုဒီပိုင်းလေးကကြတော့တစ်ဖက်ကကိုပြန်ပြီးတော့ဆက်သွယ်ခြင်းတည်းရဲ့လားဆိုတဲ့မိကုံးလေးရဲ့အောက်ကပိုင်း1လေးဖြစ်ပါတယ်ကဲဒီပိုင်းလေးကိုဆိုတော့ကြည့်အောင်ပေါ့နော်โอเคဒီပိုင်းလေးတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်ပေါ့နော်တစ်ဖက်ကကိုပြန်ပြီးတော့ဆက်သွယ်ခြင်းတည်းရဲ့လားဟုတ်ပြီအဲ့တော့တစ်ဖက်ကကိုပြန်ပြီးတော့ဆက်သွယ်ခြင်းတည်းရဲ့လားဆိုတော့ပြန်ပြီးတော့ကိုဆက်သွယ်ခြင်းတည်းတယ်သို့တော့သူနဲ့ကိုနဲ့ကြားမှာဖြစ်သွားတဲ့ကိစ္စကတော်တော်လေးကြီးတယ်နော်တော်တော်လေးကြီးတယ်ဒါမှမဟုတ်နှစ်ယောက်တည်းကတယောက်ကပဲ chilling love လို့ chief love လို့ကွဲသွားတာလားနော်နှစ်ယောက်တည်းကတယောက်ကပဲဖောက်ပြန်လို့ကွဲသွားတာလားဒါမှမဟုတ်လို့ရှိရင်နှစ်ယောက်ကြားမှာရှိနေတဲ့ပြဿနာတွေကညှိနှိုင်းလို့မရလို့ဖြစ်သွားတာလားဒါမှမဟုတ်လို့ရှိရင်အချိန်အကြာကြီးအတူတူတိဆောက်ထားတဲ့ယုံကြည်မှုနော်စိတ်ခံစားချက်စတဲ့အရာတွေကိုတစ်ချက်သေးနဲ့ပြိုလဲသွားလောက်ရတဲ့အထိစိတ်မကောင်းဖြစ်သွားအောင်ဝမ်းနည်းသွားအောင်နာကျင်သွားအောင်လှုပ်ထားမိကြတယ်နော်အဲ့တော့ပြန်လာခြင်းလားပြန်ပြီးတော့ဆက်သွယ်ခြင်းနေသေးလားဆိုရင်သူကကိုပြန်ပြီးတော့ဆက်သွယ်ခြင်းနေသူနဲ့ကိုနဲ့မှလည်းပြန်ပြီးတော့ဆက်သွယ်ဖို့အကြောင်းအရာတွေကရှိနေသေးတယ်သူမရှိဘဲကိုမနေနိုင်တယ်လို့ကိုမရှိဘဲလေသူကအစင်မပြေနေတာမျိုးတွေရှိနေတယ်နော်အဲ့တော့ပြန်လာခြင်းလားဆိုရင်တော့ပြန်ဆက်သွယ်ခြင်းလားဆိုတော့ तू ကပြန်ဆက်သွယ်ခြင်းနဲ့နော်ပြန်ဆက်သွယ်ခြင်းနဲ့ဒါပေမဲ့အခုချက်ချင်းကိုနားကိုရောက်အောင်ကိုကိုချက်ချင်းစာလမ်းပို့လိုက်ဖို့ကိုစီကိုဖုန်းဆက်လိုက်ဖို့ကိုစီကိုအပြေးလေးရောက်လာဖို့အတွက်သူ့မှာအစင်မပြေသေးဘူးခက်ခဲနေတဲ့အခြေအနေတွေအနေအထားတွေရှိနေတယ်နော်ရှေ့တိုးရမလို့နောက်ဆုတ်ရမလို့တွေလည်းရှိတယ်လို့မျိုးကိုကိုမျက်နှာပြဖို့အတွက်လေသူ့မှာ
မျက်နှာပူနေရတယ်နော်ကိုစီကို तू ကနေပြီးတော့ဖုန်းဆက်လိုက်တဲ့အခါမျိုးမှာစာပို့လိုက်တဲ့အခါမျိုးမှာလာတွေ့လိုက်တဲ့အခါမျိုးမှာ तू ကကိုဘယ်လိုပြောရမလဲပြောစရာစကားတွေပြောက်နေတယ်ကိုလွမ်းလွန်းလို့ပြန်လာတာပဲရှိတယ်တွေ့ချင်တာပဲရှိတယ်မြင်ချင်တာပဲရှိတယ်ပွတ်ပတ်ထားချင်တာပဲရှိတယ် तू ဘာလို့လုပ်ရမှာမသိကိုကရောသူ့ကိုလက်ခံပါလားကိုကရောသူ့ကိုဘယ်လိုတွေတုံ့ပြန်ပါလဲသူ့မှာအဲ့လိုမျိုးအတွေးပေါင်းစုံနဲ့နော်ပြီးတော့ချက်ချင်းကိုနာကိုရောက်လာလို့မရတဲ့အခြေအနေကိစ္စတစ်ခုသူ့မှာရှိနေတယ်နော်သူ့မှာရှိနေတယ်အဲ့လိုရှိနေတာဖြစ်တဲ့အတွက်သူ့မှာနည်းနည်းလေးဘယ်လိုပြောရမလဲအခက်တွေ့နေတာပေါ့နော်အဲ့တော့ तू ကဘယ်လိုမျိုးလဲဆိုတော့ပြန်လဲလာခြင်းနဲ့ပြန်လာလို့မရတဲ့အခြေအနေတွေအနေအထားတွေသူ့မှာရှိနေတယ်အဲ့တော့ तू ဘာလုပ်ရမလဲဆိုတော့သူ့မှာတော်တော်လေးချင်းနဲ့ကြက်ထဲရောက်နေတယ်နော်ပြန်လာခြင်းနဲ့ပြန်ပြီးတော့ဆက်သွယ်ခြင်းနဲ့ဆက်သွယ်လို့မရတဲ့အနေအထားတွေရှိနေတယ်ဘာလို့လောက်ကမှမသိဘူးတော်တော်အဆင်မပြေဘူးပေါ့ထားပါတော့ तू ကကိုယ် shift လုပ်သွားတယ်ဖောက်ပြန်သွားတယ်ဆိုရင်တော့သူ့မှာအဆင်မပြေတဲ့အကြောင်းအရာတွေသူနောင်တရပါတယ်ဆိုတဲ့အရာတွေသူမှားသွားတယ်ဆိုတဲ့အရာတွေကိုကိုစီကိုပြန်လာပြီးပြောချင်နေတယ်ကိုစီကိုပြန်လာချင်တယ်တေချာပေါက်ဒီပိုင်းဝမ်းလေးတွေရွေးလိုက်တဲ့ပိုင်းဝမ်းလေးတွေကိုရွေးလိုက်တဲ့သူတွေကပေါ့နော်တစ်ဖက်လူကသူတို့နောင်တရနေတယ်သူအဆင်မပြေဘူးသူနောင်တရနေတယ်သူရွေးချယ်လိုက်တဲ့အရာသူလှုပ်လိုက်တဲ့အရာသူတအားမားသွားတယ်ဆိုတော့သူသိနေတယ်အဲ့ချိန်မှာသူဘာလို့လောက်ကမှမသိဘူးဒါပေမဲ့သူအချိန်တစ်ခုစောင့်နေတယ်နော်သူအချိန်တစ်ခုစောင့်နေတယ်ပြီးတော့အခုချိန်မှာသူ့မှာအဆင်မပြေဘူးဘောင်းများစွာသူကြုံနေရတော့လေပဲတစ်ချိန်မှာသူကကိုယ့်စီကိုချင်းတီပေါက်ရောက်လာမယ်ချင်းတီပေါက်ကိုပြန်ဆက်သွယ်မယ်ဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာလက်ရှိအခုသူတွေးထားတယ်ဒီဟာကိုသူအကောင့်ထဲဖော်ပြတာမဖော်ပြတာတကယ်တော့သူအခုချိန်မှာသူတွေးထားတယ်သူပြန်လာမယ်မင်းစီကိုရအောင်ပြန်လာမယ်မင်းကိုရအောင်ဆက်သွယ်မယ်မင်းနဲ့ရအောင်စကားပြောမယ်မင်းနဲ့ contact ရအောင်လုပ်မယ်မင်းကိုတေချာပေါက်ပြန်ပြီးတော့ဆက်သွယ်မယ်သူကအဲ့လိုမျိုးတော့ဆုံးဖြတ်ထားတယ်တွေးထားတယ်ဒါပေမဲ့အခုချိန်မှာသူ့မှာလုံးဝကိုရှေ့လည်းမတိုးတာနောက်လည်းမဆုတ်တာနဲ့တော်တော်လေးချင်းတဲ့ချက်ထဲရောက်နေတဲ့အနေအထားဖြစ်နေလို့သူကကိုလာပြီးတော့မဆက်သွယ်သေးတာအချိန်လေးသူနည်းနည်းစောင့်နေတယ်အရာအားလုံးပြီးသွားတဲ့အခါအရာအားလုံးကိုသူကြော်ဖြတ်နိုင်သွားတဲ့အခါသူဆုံးဖြတ်ချက်ကိုအခုထပ်ပို့ပြီးတော့ပြက်သားသူချနိုင်တဲ့အခါသူကကိုရှိကျင်းတီပေါက်ရောက်လာမယ်အရောက်ကိုလာခဲ့မယ်ဆိုပြီးတော့သူတွေးထားတယ်ဆက်သွယ်ချင်တာမှအယူတစ်ပိုင်းပဲပိုင်းဝါးလေးတွေကိုတစ်ဖက်လူကပြန်ပြီးဆက်သွယ်ချင်တာမှတကယ်ကိုအယူတစ်ပိုင်းပဲဒါမဲ့သူမှပြန်ပြီးဆက်သွယ်လို့မရတဲ့အခြေအနေတွေရှိနေတယ်အနေအထားတွေရှိနေတယ်အဲ့တော့သူ့အချိန်လေးခဏပေးပါသူဒီအချိန်လေးအတော်တွင်းမှာသူခဏလေးအောင့်ထားမယ်ပြီးတော့မှပိုင်းဝမ်းလေးတွေစီကိုသူတဟုန်ထိုးအချိန်ပြင်းနဲ့ရောက်အောင်လာခဲ့မယ်အဲ့လိုမျိုးပြောထားတယ်ပေါ့အဲ့တော့ပြန်ပြီးတော့ပြောရမယ်ဆိုရင်တစ်ဖက်သူကကိုယ်ကိုပြန်ပြီးတော့ဆက်သွယ်ခြင်းတွေသိရဲ့လားတစ်ဖက်သူကကိုယ်စီကိုပြန်လာမှာလားအဲ့မိခွန်းလေးအတွက်ပြန်ပြီးတော့ဆက်သွယ်ခြင်းတွေလားဆိုရင်တော့ပြန်ပြီးတော့ဆက်သွယ်ခြင်းတွေအခုချိန်မှာဆက်သွယ်လို့မရသေးတဲ့အနေအထားတစ်ခုကြောင့်မို့လို့သာမဆက်သွယ်သေးတာပဲရှိတယ်ပြန်ရောက်လာမှာလားဆိုရင်တော့ချင်းတီပေါက်ကိုစီကိုပြန်ရောက်လာမယ်ဘလို့ပုံစံမျိုးနဲ့ပဲဖြစ်စေဘလို့အနေအထားမျိုးနဲ့ပဲဖြစ်စေကိုယ့်ရဲ့မျက်စိရှိကိုယ့်အနီးအနားကိုသူဟာအတန်းနဲ့ပဲဖြစ်စေအမြင်နဲ့ပဲဖြစ်စေစာနဲ့ပဲဖြစ်စေချင်းတီပေါက်သူကကိုနာကိုရောက်လာမယ်ချင်းတီပေါက်ကိုနာကိုအပြေးကလေးလှမ်းလာခဲ့မယ်အခုချိန်မှာသူ့မှာခက်ခဲနေတဲ့အခြေအနေတွေရှိတယ်ပြဿနာတွေရှိတယ်ဘုံတိုင်းဆိုပြီးတော့ဖြည့်ရှင်းလို့မရတဲ့အရာတွေရှိတယ်ချက်ချင်းကိုနာကိုပြေးလေးလှမ်းလာလို့မရတဲ့အခြေအနေတွေရှိတယ်ဒါကြောင့်မို့တော့ခဏလေးဆောင်ပေးခဏလေးပဲအချိန်လေးခဏလေးပဲတိခတ်ပေးသူပြန်လာခဲ့မယ်သူပြန်ပြီးဆက်သွယ်မယ်ဒီလိုမျိုးလေးတော့ပြောနေတယ်ပေါ့တ
ဖက်လူကကိုပြန်ပြီးဆက်သွယ်ခြင်းနေသေးရလားဆိုရင်တော့အယူတစ်ပိုင်းကိုဆက်သွယ်ခြင်းနေသေးတယ်အချိန်လေးခဏပေးပါကိုမင်းစီကိုအရောက်ပြန်လာခဲ့မယ်ဆိုတော့စကားလေးကိုလည်းတူတူကလေးမှားလိုက်ပါသေးတယ်ဟုတ်ကဲ့အခုပိုင်းဝါလေးရဲ့ reading လေးရတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုတွေမှာဆိုတော့တွေပြန်လိုက်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်နောက်တစ်ခုပြောချင်တာကဘယ်လိုမေးခွန်းမျိုးလေးတွေကိုစိတ်ဝင်စားလဲဘယ်လိုမေးခွန်းမျိုးလေးတွေကိုသိချင်လဲဆိုတာကိုဆိုရရဲ့ post အောက်မှာ comment လေးတွေရေးထားပေးပါเนาะအဲ့ထဲကနေမှဆိုရကနေပြီးတော့လူအပြောအများဆုံးမေးခွန်းလူအမေးအများဆုံးမေးခွန်းလေးတွေကိုဆိုရနေပြီးတော့ point 1 point 2ဆိုပြီးတော့ point 3ဆိုပြီးတော့ကလေးတွေကိုဆွဲပြီးတော့ထပ်ပြီးတော့ hobby သွားပါမယ်တင်ပေးတော့ပါမယ်ရှင်ကဲဒီနေ့ဆိုတာဟောသွားတဲ့ဆိုတာဖတ်ပေးသွားတဲ့ by one reading လေးကိုသဘောကျလိမ့်မယ်လို့ပြောလင်ပါတယ်ရှင်အားလုံးပဲတတပါဆိုတာကိုဒီထက်ပိုပြီးမကချစ်ပေးပါအောင်ဆိုတာရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်ပေးပါအောင်အခုလိုမျိုး by one လေးတွေကိုအဆုံးထိနားထောင်ပြီးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်တတပါအားလုံးပဲမင်္ဂလာပါကျူဆိုတာ Tarot Page Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုတာဟောမယ့်ဟာလေးကတော့တစ်ဖက်သူကကိုကိုပြန်ပြီးတော့ဆက်သွယ်ခြင်းသေးရဲ့လားတစ်ဖက်သူကကိုစီကိုပြန်လာမလားဆိုတော့မိကွန်းလေးမှာရွေးချယ်ထားတဲ့ပိုင်းတူလေးတွေပါเนาะအခုကတော့ပိုင်းတူလေးတွေကိုဟောပြသပါမယ်ကဲကြည့်အောင်ချစ်စရာလေးเนาะကဲကလေးရဲ့ကိုကိုတဲ့ပြန်ပြီးတော့ဆက်သွယ်ခြင်းရဲ့လားဆိုလို့ရှိရင်တော့ကိုကိုပြန်ပြီးတော့ဆက်သွယ်ခြင်းပါတယ်တဲ့เนาะဆိုတော့ခမန်းချက်ရဆိုလို့ရှိရင်အခုကနေစလို့နောက်1ရက်2ရက်အတွင်းမှာတင်ကိုပြန်ပြီးတော့လာဆက်သွယ်ပါလိမ့်မယ်เนาะသူကတောက်နဲ့တယောက်အဆက်အသွယ်လေးနည်းနည်းလေးပြတ်နေတာမျိုးနည်းနည်းလေးကရာကစားလေးနဲ့စကားလေးတွေများပြီးတော့အဆက်အသွယ်မလုံးမိတာမျိုးလေးတာရှိတယ်ပေါ့နော်တယောက်နဲ့တယောက်လည်းချစ်ကြတယ်ဆိုတဲ့ energy လေးလည်းရတယ်เนาะအချစ်တင်ဂီတာလေးလည်းပါတယ်ပြန်ပြီးတော့ဆက်သွယ်မှာလားဆိုတော့ပြန်ပြီးတော့ဆက်သွယ်မှာပေါ့เนาะဒီမှာအလုပ်ကလေးနည်းနည်းရှုံနေလို့ပါစိတ်မဆိုးပါနဲ့ပေါ့เนาะသူဒီဘက်မှာသူနည်းနည်းလေးရှုပ်နေတယ်သူရဲ့အလုပ်ကလေးတွေပေါ့နော်အလုပ်ရှုပ်တာနော်အလုပ်တွေရှုပ်နေတာသူလောက်ကမဲ့တခြားအရာတွေမဟုတ်ဘူးကွာဒီလားចောင်းသူចောင်းသားတွေဆိုလို့ရှိရင်လည်းသူမှစာလေးနည်းနည်းပြီးနေလို့အဲဒါမှမဟုတ်ရှင်လည်းအင်ကိစ္စတွေနဲ့များနေလို့အဲ့လိုမျိုးတွေကြောင့်တခြားဟေးလေးကားလေးသူအလေးလိုက်နေတာမျိုးတော့မဟုတ်ဘူးသို့တော်လည်းပဲသူနည်းနည်းလေးပေါ့နော်ဒီမှာနည်းနည်းလေးorange လေးဖြစ်နေလို့ဆိုပြီးတော့သူကဆက်သွယ်ပြတာပဲရှိပါတယ်ပြန်ပြီးတော့ဆက်သွယ်မှာလားဆိုတော့ပြန်ပြီးတော့ဆက်သွယ်မှာပေါ့ဒီလောက်ချစ်တဲ့ကိစ္စအောင်ပြန်ဆက်သွယ်မှာပေါ့ပြန်ဆက်သွယ်မယ်အရင်လိုမင်းနာကိုကရောက်လာခဲ့မယ်အရင်လိုပဲမင်းကိုပြန်ပြီးတော့ queue ဆိုင်ပေးမယ်မင်းကိုချစ်ပေးမယ်မင်းစီကိုရအောင်ပြန်လာမယ်မင်းကိုပြန်ပြီးတော့ဆက်သွယ်မယ်ကြားပါတယ်အခုချက်ချင်းတော့မင်းစီကိုလည်းဆက်သွယ်ခေါင်းဆက်သွယ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းနောက်2ရက်လောက်နေဆက်သွယ်မယ်ပေါ့ဆိုတော့ထင်တော့ဒီပိုင်းလေးတွေကိုရွေးပြီးသွားတဲ့သူတွေကတော့အခုကနေစားလို့တိတ်မကြခင်နောက်2ရက်2လလောက်တော့မကြပါဘူးเนาะ2ရက်အတွင်း2ပတ်အတွင်းမှာရင်ကိုစီကိုမျောလင့်နေတဲ့သူကဆက်သွယ်လာပါလိမ့်မယ်သူကကိုဆက်သွယ်ခြင်းနေလားဆိုတအားဆက်သွယ်ခြင်းနေတာပေါ့တအားဆက်သွယ်ခြင်းနေတာပေါ့เนาะပုံစံကြည့်ရတာပိုင်းတူးလေးတွေကနွေ့နွေ့ထွေးထွေးလေးနဲ့ main ကလေးဆိုလို့ရှိရင်အမေတယောက်လိုမျိုးပဲအရှမ်းကိုနှွေးထွေးတယ်အရန်ကို cute စိုက်တတ်တယ်အဲ့လိုထဲမှာပါတယ်ပိုင်းတူးလေးတွေကိုရွေးထားတဲ့သူကယောက်ျားလေးဆိုရင်ကာကွယ်လို့စိတ်ကြီးတယ်တခုခုဆိုလို့ရှိရင်အဆုံးရှုံးမခံနိုင်ဘူး cute စိုက်မှာပေါ့အချီရယ်ဆိုပြီးတော့အသေးစိတ်ကစား cute စိုက်ပေးတတ်တဲ့သူတွေမှာပါတယ်တေချာဘောက်ကကြတော့ပိုင်းတူးလေးတွေကတအားကိုချစ်တတ်တဲ့သူမျိုးလေးတွေပေါ့ကိုအဆင်မပြေနေကိုချစ်ရတဲ့သူအဆင်ပြေနေရပြီကိုမပြေဆုံးရင်ဒီကိုချစ်ရတဲ့သူပြေဆုံးရပြီဆိုတော့စိတ်နှလုံးသားလေးတွေကိုပိုင်ဆိုင်ကြရတယ်ပြောရမယ်ဆိုရင်တော့နုညံ့ပြီးနှွေးထွေးတဲ့စိတ်နှလုံးသားကိုပိုင်ဆိုင်ထားတယ်ပေါ့အဲ့လိုလူမျိုးတွေဖြစ်တာမို့လို့တစ်ဖက်ကကိုယ်ကိုလုံးဝအလွတ်မခံနိုင်ဘူးချစ်တဲ့အကြောင်းမျိုးကြောင့်အဆက်အသွယ်ပြတ်သွားခဲ့တယ်ဆိုရင်တော့တေချာဘောက်ကိုကမင်းစီကိုရောက်အောင်ဆက်သွယ်မယ်မင်းအရှိကိုကရောက်အောင်လှမ်းလာခဲ့မယ်ပေါ့တိတ်မကြခင်အချိန်တွင်2ရက်2လ2ပတ်ပေါ့နော်2လတော့မကြောက်ကွာ2ရက်သို့မဟုတ်2ပတ်အတွင်းမှာရင်ပိုင်းတူးလေးတွေဆက်သွယ်စီခြင်းနေတဲ့သူကဆက်သွယ်လာပါလိမ့်မယ်ရှင်နော်ဒီမှာတော့အများကြီးပြောစရာမရှိပါဘူးဆက်သွယ်မလားဆိုရင်တော့ဆက်သွယ်မယ်ပြန်လာမလားဆိုရင်ပြန်လာမယ်ဘာလို့လဲတချို့ရရှိရနော်မိကွန်းလေးတအားကွန်ကြတာပြန်လာမယ်ပြန်ဆက်သွယ်မယ်ဆိုဘာလို့လဲဆိုတဲ့ဟာလေးပါတယ်
ဘာလို့လဲဆိုရင်တော့ချစ်လို့ပေါ့ဘာလို့လဲဆိုရင်တော့ချစ်လို့ပေါ့ချစ်လို့ပြန်လာမှာချစ်လို့ပြန်ပြီးဆက်သွယ်မှာအဆုံးရှုံးမခံနိုင်လို့ညနိုးရလွန်လို့ပြန်လာမှာပြန်ပြီးတော့ဆက်သွယ်မှာမင်းရှိရအရက်ကိုကကျင်းသေးပေါက်ဥတီပြီးတော့မင်းစီကိုပဲစိုက်စိုက်မြိုက်မြိုက်ရွှေရှားပြီးတော့ရောက်လာမှာတဲ့တော့ပြောသွားတယ်နော်သူကအဲ့လိုမျိုးပြောချင်တယ်ပေါ့ပြီးတော့အခုလိုမျိုးစကားများသွားတယ်ဆိုတာလေတခြားဘယ်အကြောင်းမှမဟုတ်ဘူးတယောက်နဲ့တယောက်ချစ်လုံးအားကြီးရနေပြီးတော့ဖြစ်သွားတဲ့ပြဿနာမျိုးလို့တော့မြင်တယ်နော်ပြန်ပြီးတော့ဆက်သွယ်မှလားဆိုရင်ကျင်းဒီပေါက်ဆက်သွယ်မယ်ပြဿနာကြောင့်မဟုတ်ဘူးဆိုရင်တော့မှတခြားတစ်ခုခုကြောင့်အဆက်အသွယ်ပြတ်တောက်သွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ကျမ်းမာရေးကြောင့်တော့၎င်းတစ်ခုခုကြောင့်တော့၎င်းအဆက်အသွယ်ပြတ်သွားခဲ့တယ်ဆိုရင်တော့တေချာပေါက်သူကကိုယ့်စီကိုဆက်သွယ်မယ်ကိုယ်ပြန်ပြီးတော့ဆက်သွယ်ခြင်းနေတယ်ကိုယ့်စီကိုပြန်ပြီးတော့ရှောက်လာခြင်းနေတယ်ကျင်းဒီပေါက်လေရောက်အောင်လာမယ်နော်ရောက်အောင်လာမယ်လာကိုလာမယ်ကျင်းဒီပေါက်ဆက်သွယ်မယ်2 ရက် 2 ပတ်အတွင်းမှာကိုစီကိုဆက်သွယ်လာပါလိမ့်မယ်အဲ့တော့တစ်ခုပြောမယ်နော်ပိုင်းတူလေးတွေကိုကလည်းချစ်တယ်ခို့လည်းချစ်တယ်မမူကြနဲ့နော်အရင်မာနမထားနဲ့လူဘဝဆိုတာတကယ်တော့တူတူလေးရှင်သန်နေတဲ့အချိန်ကာလတစ်ချောင်းမှာကိုချစ်ရတဲ့သူကိုငါမင်းကိုချစ်တယ်ဆိုတဲ့စကားလေးပြောရမှာကိုမရှက်နဲ့ကိုမကြိုက်တဲ့အရာတွေကိုမကြိုက်ဘူးဆိုပြီးတော့ညင်းရမအောင်အားမနာနဲ့မကြိုက်တာကိုမကြိုက်ကြောင်းရဲဝံ့ပြောပါချစ်တာကိုချစ်ကြောင်းပွင့်လင်းထုတ်ပြပါနော်အဲ့တော့လူတိုင်းကတိတ်ပစကူရနေတာမဟုတ်ဘူးကိုယ့်ရဲ့အပြုတ်မှုပဲကြည့်ပြီးတော့ငါ့ကိုချစ်တာလားငါ့ကိုမချစ်ဘူးလားဆိုပြီးတော့ပြောကြတာနော်အပြုတ်မှုကိုကြည့်ပြီးဆိုချို့တွေကျွန်တော်လိန်နေတာရှိရလေမချစ်ဖဲနေတာမှပဲချစ်ချင်အန်းဆောင်နေကြတာပဲရှိတယ်ဟုတ်တယ်မလားအဲ့တော့ကိုကလည်းသူ့ကိုချစ်တယ်သူကလည်းကိုကိုချစ်တယ်ဆိုရင်တေချာပေါ့ထိတ်ချစ်တဲ့အကြောင်းတွေကိုဖွင့်ပြောသူပြန်လာတဲ့အခါကိုနောက်ဆိုရင်ဒီလိုမလုပ်ရဘူးနော်မောင်နောက်ဆိုရင်ဒီလိုမလုပ်ရဘူးနော်အဲ့လိုပြောနော်တယောက်နဲ့တယောက်ညှိနှိုင်းကြညှိယူကြချစ်တယ်ဆိုရင်ညှိရမှာပေါ့ဟုတ်တယ်မလားပန်းတီတစ်လုံးမှာအနာလေးတေးလေးရှိတာနဲ့အဲ့တစ်လုံးလုံးလွှတ်ပစ်လိုက်ပါလားမလွှတ်ပစ်ဘူးလေနှမျောစရာကြီးဟုတ်တယ်မလားကြိုက်တာဟုတ်တယ်မလားအဲ့တော့အနာလေးတွေကိုပဲလှိထုတ်ပြီးတော့ဂျန်နဲ့အကောင်းလေးကိုစားကြတယ်ဒီလိုပဲပေါ့အဲ့တော့အကယ်လို့အခုဟာကယောက်ျားလေးဆိုလို့ရှင်လေမမရေမောင်တို့ဒီလိုလေးညှိကြမယ်ကိုထိန်ငယ်တဲ့ကောင်မလေးဆိုလို့ရှင်လေကလေးငယ်ရေကိုတို့ဒီလိုညှိကြမယ်အဲ့လိုမျိုးလေးတွေနဲ့တယောက်နဲ့တယောက်အပြန်လည်နားလည်မှုလေးတွေနဲ့တွားကြပေါ့ဟုတ်တယ်မလားအဲ့တော့ပြန်လာမှလားဆိုရင်ပြန်လာမယ်ပြန်ပြီးတော့ဆက်သွယ်ခြင်းနေသေးရဲ့လားဆိုရင်တော့ပြန်ပြီးတော့ဆက်သွယ်ခြင်းသေးတယ်ဆက်သွယ်မယ်ကျင်းတေပေါက်ဆက်သွယ်မှာနော်ဆက်သွယ်ခြင်းသေးတယ်ဆိုတဲ့အနေထားမှနေသူကရက်သွားတာမဟုတ်ဘူးကျင်းတေပေါက်ဆက်သွယ်မယ်ကျင်းတေပေါက်ဆက်သွယ်မယ်2 ရက် 2 ပတ်အတွင်းမှာသူကကိုလာပြီးတော့ဆက်သွယ်ပါလိမ့်မယ်ရှင်နော်နောက်တစ်ခုထပ်ပြောချင်တာကထပ်မှာတယ်နော်သူကလည်းပြန်လာပြီကိုနဲ့သူနဲ့တွေ့ကြပြီနော်စကားတွေပြောကြပြီဆိုရင်မရှင်းနဲ့ချစ်တယ်ဆိုတဲ့ဟာကိုချစ်တဲ့အကြောင်းပြောလိုက်ရှင်တန်နေတဲ့ကာလတစ်လျှောက်မှာကိုချစ်ရတဲ့သူကိုဘေးနာခေါ်ထားပြီးတော့ကိုအနားမှာထားပြီးတော့ကိုချစ်သူအဖြစ်နဲ့ကိုကချစ်နေရတာဘယ်တော့ရတာရှိလိုက်လဲဟုတ်လားသူချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေခဏအသာထားလိုက်ကိုချစ်ရတဲ့သူကိုဘေးနာမှာကိုရဲ့ချစ်သူအဖြစ်ဆွဲခေါ်ထားတာအရင်ကောင်းမယ်ဟုတ်တယ်နော်အဲ့တော့ချစ်လို့ရတဲ့အနေအထားမှာချစ်ပလိုက်ချစ်လို့ရတဲ့အနေအထားမှာချစ်ပလိုက်နော်အခုပိုပြီးကောင်းတာကသူကလည်းကိုချစ်တယ်ကိုကလည်းသူ့ကိုချစ်တယ်နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ်နေကြတာဖြစ်တဲ့အတွက်ချစ်လိုက်ချစ်ပြလိုက်ပြန်လာရင်ပြဿနာပါလေအဓိကအကြောင်းရင်းကဘာလဲဆိုတဲ့ဥစ္စာကိုတယောက်နဲ့တယောက်လွှဲချော်နေတဲ့နားလည်မှုတွေကိုညှိနှိုင်းပြီးတော့ရှေ့ဆက်လိုက်ဒါလေးကိုသတိပေးခြင်းတယ်ဘွားလေးကတူတူလေးပါချစ်တာကိုချစ်တယ်လို့တေချာပေါက်ဖွင့်ပြောကြပါဟုတ်ပြီနော်အဲ့တော့ပြန်လာမှာလားဆိုရင်ပြန်လာမယ်ပြန်ပြီးတော့ဆက်သွယ်ခြင်းနေသေးလားဆိုရင်ပြန်ပြီးတော့ဆက်သွယ်ခြင်းနေသေးချစ်တာကိုဟုတ်ပြီနော်ကဲတော့ဒီနေ့ဆိုတော့ဟောသွားတဲ့ပိုင်းတူလေးအတွက်ကတော့ဒီလောက်ပါပဲ
ကုန်လုံးကိုခြုံပြီးပြန်ပြောရမယ်ဆိုရင်ပြန်လာမှလားဆိုရင်ကျင်းတေပေါက်ပြန်လာမယ်ပြန်လာခြင်းစိတ်ရှိသေးလားဆိုလို့ရှိရင်တော့လေကျင်းတေပေါက်ပြန်လာခြင်းစိတ်ရှိသေးတယ်လို့မျိုးကျင်းတေပေါက်ကိုစီကိုပြန်လာမှ2 ရက်2 ပတ်အတွင်းကိုပြန်လာပါလိမ့်မယ်နော်နည်းနည်းလေးကိုမှကန်လေးတော်တော်ခေးနေတယ်ဆိုရင်တော့2 လလောက်တော့ကြာမယ်ပေါ့ဟုတ်ပြီလားနော်2 ရက်2 ပတ်2 လအတွင်းကိုပြန်လာပါလိမ့်မယ်ဆိုတာကတော့2 လကြာမယ်လို့တော့မထင်ပါဘူးနော်2 ရက်နဲ့2 ပတ်အတွင်းပြန်လာပါလိမ့်မယ်ဟုတ်ပြီနော်ဘာလို့ပြန်လာလဲဆိုပြီးမေးတဲ့သူတွေအတွက်ဆိုရင်ထပ်ပြီးတော့ဖြေလိုက်ပါမယ်ချစ်လို့ပါတယ်ရှင်အားကြပါတယ်နော်ကဲအဲ့တော့ဒီနေ့ဆိုတာဟောတဲ့ပိုင်းတူလေးတော့ကတော့ဒီလောက်ပါပဲရှင်အကုန်လုံးကျင်းနဲ့အားရလိမ့်မယ်လို့ထင်ပါတယ်နောက်ရက်တွေမှာလည်းဆိုတာဗီဒီယိုအသစ်ကလေးတွေနဲ့ပြန်လာခဲ့ပါမယ်ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့မိကုန်းလေးတွေနဲ့လာမယ်ဆိုတာတော့အကုန်လုံးစောင့်မျှော်ပေးကြပါအောင်နောက်တစ်ခုထပ်ပြီးတော့ဆိုတာပြောချင်ပါတယ်ဆိုတာရဲ့ post အောက်က comment လေးတွေမှာတဲလူတို့အနေနဲ့ဘယ်လိုမိကုန်းမျိုးလေးတွေကိုသိချင်တယ်ဗာလေးတွေကိုနားထောင်ခြင်းနဲ့ဆိုလို့ရှင်နားထောင်ခြင်းနဲ့အရာလေးတွေသိချင်တဲ့မိကုန်းလေးတွေကို comment အောက်မှာရေးပေးထားပါဆိုတာကလူအကြိုက်အများဆုံးမိကုန်းတွေလူမေးအများဆုံးမိကုန်းတွေကိုဆိုတာကနေပြီးတော့ဟောပေးသွားပါမယ်နော်ကဲအားလုံးပဲတက်တာပါနောက်ထပ်ဗီဒီယိုတွေမှာဆိုတာတို့ပြန်ပြီးတော့တွေ့ကြပါအောင်မယ်ရှင်အဆုံးထိဆိုတာဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆိုတာကိုဆက်ပြီးတော့အားပေးသွားပါအောင်ဆိုတာကိုဆက်ပြီးတော့ချစ်ပေးသွားပါအောင်လည်းပြောချင်ပါတယ်တတာHello အားလုံးပဲမင်္ဂလာပါရှင် Jusura Therapist Channel လေးကနေပြန်လဲကြိုးစားလိုက်ပါတယ်အခုဆိုတာဟောမယ့်ဟာလေးကတော့တစ်ဖက်သူကကိုပြန်ပြီးတော့ဆက်သွယ်ခြင်းသေးရဲ့လားကိုစီကိုပြန်လာမှာလားဆိုတော့မိကွန်းလေးအောက်ကပိုင်း3လေးကိုဆိုတာကကြည့်ပေးသွားမှာဖြစ်ပါတယ်ကဲပိုင်း3လေးတွေကိုကြည့်မယ်ပိုင်း3လေးရတော့စိတ်မကောင်းစရာပါပဲပြန်လာမှာလားဆိုရင်တော့ပြန်မလာတော့ဘူးတဲ့နော်ပြန်မလာတော့ဘူးတစ်ဖက်သူကကိုဆက်သွယ်ခြင်းသေးလားဆိုရင်တော့မဆက်သွယ်ခြင်းတော့ဘူးတဲ့ဘာလို့လဲဆိုတော့သူနဲ့ကိုနဲ့ကလေအမြင်တွေမတူဘဲနဲ့တယောက်ကိုတယောက်နားလည်မှုတွေလွဲပြီးအတ္တတွေကိုရှေ့တန်းတင်မာနတွေကိုအလံထူပြီးတော့ကြောခိုင်းခဲ့ကြတယ်နှုတ်ဆက်ခဲ့ကြတယ်တချို့ဆိုရင်နှုတ်တောင်နှုတ်မဆက်ခဲ့ဘူးနော်ဒီလားတချို့ဆိုရင်နှုတ်တောင်နှုတ်မဆက်ခဲ့ဘူးနားလည်မှုတွေလွဲပြီးတော့စကားများရာနေပြီးတော့သူလည်းမလျှော့ကိုလည်းမလျှော့တင်းမာမှုတစ်ခုကနေပျက်စီးသွားတဲ့ဆက်ဆံရေးတစ်ခုလို့မြင်တယ်သူလည်းမလျှော့ဘူးကိုလည်းမလျှော့ဘူးသူလည်းမမအောင်ကိုလည်းမမအောင်ဆိုတဲ့အရာတွေနဲ့တယောက်ကိုတယောက်အလျှော့မပေးရင်လည်းအခုထိကိုမာနတွေကိုအလံထူထားတော့မယ်ပြန်ပြီးတော့ဆက်သွယ်ခြင်းသေးလားဆိုမဆက်သွယ်ခြင်းတော့ဘူးမင်းလည်းမင်းလန်းကိုရှောက်ငါလည်းငါလန်းကိုရှောက်မယ်မင်းဆွဲကင်ထားတဲ့မင်းရဲ့ရှုံးကြည့်ချက်ငါကင်ဆောင်ထားတဲ့ငါရဲ့ရှုံးကြည့်ချက်နှစ်ခုမတူကြဘူးမင်းနဲ့ငါနဲ့ရှုံးကြည့်ချက်ချင်းမတူဘူးမင်းနဲ့ငါနဲ့တွေးခေါ်ပုံချင်းမတူဘူးခြားထဲမှာနားလည်မှုလွယ်အောင်လုပ်ထားတဲ့လူတွေလည်းရှိတယ်ခြားတွေကတွေးထိုးစကားတွေအကြောင်းမလို့တယောက်ကိုတယောက်မမြင်ကြတော့ဘူးတယောက်ကိုတယောက်မချစ်ကြတော့ဘူးအများအမြင်မှာတော့ကိုရီးယားတအားကို close ဖြစ်ပါတယ်တအားကိုချစ်ကြပါတယ်တအားကိုနီးကပ်ကြပါတယ်တအားကိုမှတင့်ကြပါတယ်ဆိုပြီးတော့လိုက်ဖက်ကြပါတယ်လို့အများကဘလောက်ပဲပြောပြောသူနဲ့ကိုနဲ့ချာမှမှွေထားတဲ့တန်တရားဆိုတဲ့ကိစ္စကြောင့်သူနဲ့ကိုနဲ့ကပြီးဆုံးသွားတာပြီးတော့ဒီပိုင်း3လေးတွေကလေတစ်ဖက်လူကြောင့်မလို့ကိုမှစိတ်မလုံခြုံခြင်းပေါင်းများစွာကိုကခံစားထားရတယ်အေးအလားတူပဲတစ်ဖက်လူကလေကိုကြောင့်မလို့စိတ်မလုံခြုံခြင်းပေါင်းများစွာကိုခံစားထားရတယ်ပြီးတော့ထပ်ပြောချင်တာဒီပိုင်း3လေးတွေက chief လောက်ခံထားရတာလားဒါမှမဟုတ်လို့ရှင်ကိုက chief လောက်လိုက်တာလားအတာမျိုးရှိတယ်ဒါပေမဲ့ Sora ထင်တော့ကိုက chief လောက်လိုက်တာလို့တော့ထင်တယ်ပေါ့ sorry ကိုကို chief လောက်သွားတာလို့တော့ထင်တယ်ကိုကဖောက်ပြန်ခြင်းခံလိုက်ရရင်လည်းတူတယ်အဲ့လိုဖောက်ပြန်သွားလို့လေတစ်ဖက်လူကနောင်တရနေမှာလားဆို no မရဘူးနော်ကို तू လောက်တာ तू မှန်တယ် तू ဒီလမ်းကိုရွေးလိုက်တာ तू မှန်တယ် तू သဘောကျတယ်ဒါကြောင့်မလို့နင်းစီကိုလည်းငါပြန်မလာဘူးငါစီကိုလည်းနင်းပြန်မလာနဲ့နင်းမဆက်သွယ်ဘူးမလားနင်းရတယ်ငါလည်းနင်းကိုမဆက်သွယ်ဘူးအဲ့ဒီလိုမျိုးတွေနဲ့တယောက်ကိုတယောက်မုန်းနေကြတယ်နားလည်မှုတွေလွဲနေကြတယ်နင်းမာနာဘလောက်လဲငါမာနာဘလောက်လဲနင်းရဲ့အတ္တဘယ်နှပိတ်တာလဲငါရဲ့အတ္တဘယ်နှပိတ်တာလဲဆိုပြီးတော့တယောက်နဲ့တယောက်
အလေးချိန်တွေပြိုင်နေကြတာဘယ်သူမှပို့ပြီးတော့အတ္တပို့ကြီးလဲဘယ်သူမှပို့ပြီးတော့မာနပို့ကြီးလဲဆိုတဲ့အရာတွေနဲ့ပြိုင်နေကြတယ်ကိစ္စတစ်ခုကိုဒီပိုင်းတွေကိုကြတော့ညှိကြပါလို့ဆွေးနွေးကြပါလို့တော့မပြောချင်ဘူးဘာလို့လဲဆိုတော့ဆိုတာမပြောခင်မှာတို့ဒီအချိန်ဖန်ပေါင်းများစွာချိန်ပေါင်းများစွာဖန်တရာတေထက်နေအောင်ချိန်ဖန်များစွာညှိနှိုင်းခဲ့ကြပြီးပြီလို့ဆိုတာမြင်တယ်ဒါပေမဲ့ဖြတ်ထွက်လာတဲ့အဖေကအမြဲတမ်းနှစ်ခုဖြစ်နေတယ်သူကလည်းသူ့ရဲ့အဖေကိုကလည်းကိုယ့်ရဲ့အဖေအဲ့ဒီအဖေကိုသူကဖလှယ်ပြီးတော့နောက်တဲ့အဖေတစ်ခုထွက်အောင်သူတို့မရှင်းနိုင်အဲ့ဒီအဖေနှစ်ခုကိုပဲကင်ထားတာငါအဖေကဒါနေတာကိုလောက်ပါလားငါအဖေကဒါနေတာကိုလောက်ပါလားငါကတော့ငါအဖေကိုပဲလောက်မယ်နင်ငါလည်းငါအဖေကိုလောက်မယ်ဒါမျိုးတွေပေါ့နင်းအဖေကိုငါလိုက်မလုံနိုင်ဘူးငါအဖေကိုလည်းနင်လည်းလိုက်မလုံနိုင်ဘူးနားလည်မှုတွေလွဲပြီးတော့အဆုံးသတ်သွားကြတယ်ဒါကြောင့်မို့အခုချိန်ထိလည်းမာနတွေကိုအလံထူထားသေးမာနတွေကိုအလံထူထားစေအတ္တတွေကိုကင်ဆောင်ထားစေဖြစ်တာမို့လို့ပြန်ပြီးတော့မဆက်သွယ်ဘူးငါလေငါမှန်တယ်ထင်လို့ရွေးချယ်ခဲ့တဲ့လမ်းနင်းလေနင်းမှန်တယ်ထင်ပြီးတော့ရွေးချယ်ခဲ့တဲ့လမ်းအဲ့တော့နင်းလည်းနောက်ပြန်မလှည့်နဲ့ငါလည်းနောက်ပြန်မလှည့်ဘူးဆိုပြီးတော့သူတို့တွေကအတ္တတွေကိုရှေ့တန်းတင်ပြီးတော့ပြန်ဆက်သွယ်ဖို့မလုပ်ကြဘူးတေလာအောင်လွမ်းနေပါစေတေလာအောင်တွေ့ကျင်နေပါစေချက်ချင်းရဲ့အနောက်မှာကပ်ပါလာတဲ့အမုန်းတရားတွေကိုသူတို့ကသိမ်းဆည်းထားတယ်နော်ဒါကြောင့်မလို့ပြန်ဆက်သွယ်ကြလားဆိုရင်ပြန်မဆက်သွယ်တော့ဘူးနည်းနည်းကြောတင်းပဲလေးတန်းမှမှာပဲပြန်မဆက်သွယ်ချင်တော့တာမဟုတ်ဘူးပြန်မဆက်သွယ်ဘူးဒီလိုမျိုးပေါ့ပြန်မဆက်သွယ်ဘူးပြန်မလာဘူးပြန်မလာချင်တာမဟုတ်ဘူးနော်ပြန်မလာဘူးပြန်မလာတာပြန်မလာချင်တာမဟုတ်ဘူးပြန်မလာတာမဆက်သွယ်ချင်တာမဟုတ်ဘူးမဆက်သွယ်တာအဲ့လိုမျိုးပြောထားတယ်ပြီးတော့သူနဲ့ကိုနဲ့ချာမှာဆက်သွယ်ရလောက်ဖို့ကောင်းကောင်းကြီးပြလို့ရတဲ့အကြောင်းပြချက် reason မရှိဘူးဆက်သွယ်ဖို့အတွက်အကြောင်းပြချက်မရှိဘူးဆက်သွယ်ရမယ့်အနေအထားတစ်ခုမရှိဘူးကြောက်နဲ့တယောက်အရွှဲတိုက်ကြတယ်ကြောက်နဲ့တယောက်မာနတွေပြိုင်ကြတယ်အတ္တတွေပြိုင်ကြတယ်ဘာကောင်းလဲမကောင်းဘူးတကယ်မကောင်းဘူးဘိုင်းတရီလေးတွေကိုလေမာနလေးနည်းနည်းလေးရှော့စေခြင်းနဲ့အတ္တလေးနည်းနည်းလေးရှော့စေခြင်းနဲ့တချို့မာနတွေကမလိုလားအဖို့တချို့မာနတွေကအယူအဆတွေလွဲနေကြတယ်တချို့မာနတွေကနေရာတွေလွဲနေကြတယ်အတ္တတွေဖုံနေတယ်မာနလျှော့ပြီးတော့သူ့ကိုတောက်ခေါ်ခိုင်းတာတော့မဟုတ်ဘူးပေါ့တစ်ဖက်ကလည်းမာနကြီးထားထိုင်ကိုလည်းပင်ပန်းနေလေအဲ့တော့နောက်နောက်မှာဆက်ဆံရေးတစ်ခုတိဆောက်တော်မယ်ဆိုရင်မာနနဲ့အတ္တတစ်ခုဖယ်ထားပေးပါမာနလေးရောအတ္တလေးရောဖယ်ထားပေးကိုထားရမယ့်မာနကိုပေါ်မှာပဲထားနော်အဲ့တော့အပိသက်လေးချောရမယ်ဆိုရင်ပိုင်းတရီလေးတွေစီကိုပြန်မဆက်သွဲတော့ဘူးပြန်မလာတော့ဘူးဆိုပြီးတော့ပြောထားပါတယ်တစ်ဖက်မှာလည်းသူနဲ့သက်ဆိုင်ရတဲ့သက်ဆိုင်သူလည်းရှိနေပြီလို့လည်းပြရတယ်ပေါ့အဲ့တော့ပြန်မလာတော့ဘူးပြန်မဆက်သွဲတော့ဘူးဇလန်လေးကပြီးဆုံးသွားပါပြီပေါ့ဟုတ်ပါပြီဒါလေးကတော့ဆိုတော့ဖတ်ပေးသွားတဲ့ပိုင်း3လေးရဲ့ reading ပဲဖြစ်ပါတယ်ဆိုတော့ရဲ့ video လေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းအတွက်ဆိုတာကျေးဇူးအများကြီးတင်ပါတယ်ချစ်လဲချစ်ပါတယ်နောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့မိကုန်းအနေနဲ့ပြန်လာမလဲဆိုတာကိုဆက်ပြီးတော့အားပေးကြပါအောင်စောင့်ကြည့်ပေးကြပါအောင်ဆိုတော့ရဲ့ follower လေးတွေပေါ့နော် YouTube follower လေးတွေကနေပြီးတော့သိချင်တဲ့မိကုန်းလေးတွေဆိုတော့ရဲ့ post အောက်မှာမှန်ပေးထားပါเนาะသိချင်တဲ့မိကုန်းလေးတွေကိုပြောပါဆိုတာလူအများကြီးမေးတဲ့မိကုန်းလူမေးများဆုံးမိကုန်းလေးတွေကိုဆိုတာပိုင်းလေးတွေခွဲပြီးတော့ကြည့်ပေးတော့ပါမယ်ရှင်ဒီပေါ့နော်2025ဒီဇင်ဘာနောက်ပိုင်းမှာဆိုတာကအလုပ်ကလေးတွေနည်းနည်းများတယ်ခရီးသွားလိုက်ရတာတွေကိုတခြားဆိုတာရဲ့ဒီအလုပ်ကိစ္စတွေရောနဲ့အလုပ်တွေရှုပ်နေလို့ဗီဒီယိုလေးတွေမတင်ပြဘူးဗီဒီယိုလေးတွေတင်မဲ့ရက်ကလေးပေါ့နော်နည်းနည်းတင်တာလေးကျဲသွားတယ်အဲ့အတွက်ဆိုတာအနှုံညွတ်တောင်းပန်ပါတယ်ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးနော်ဆိုတာဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့
မေခွန်းနေနဲ့တူဆိုတာရဲ့အချစ်ကလေးတွေစီရောဆိုတာပြန်လာခဲ့ပါဦးမယ်အခုလိုမျိုးအဆုံးထိကျေးဇူးရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးချစ်ပါတယ်တက်တာပါဆိုတော့ဒီထက်ပိုပြီးတော့အားပေးကြပါအောင်ဆိုတော့လည်းချစ်ပေးကြပါအောင်လို့ပြောချင်ပါတယ်လိုအပ်တာလေးရှင်ပြောပေးပါအခုမှဗီဒီယိုပြန်ပြီးတော့ပြန်ရိုက်ဖြစ်တာမှုလို့လိုအပ်ချက်ကလေးတွေရှိသွားတယ်အဆင်မပြေတာလေးရှိသွားတယ်ဆိုတာဖောသွားတဲ့တဲမှာနားလေရခတ်သွားတဲ့စကလုံးလေးတွေပါလာတယ်ပြောသွားတဲ့ဟာလေးတွေကမရှင်းဘူးဆိုလို့ရှင်ပြန်မေးပေးပါဆိုတာအသေးစိတ်တစ်ခုချင်းစီပြန်ပြီးတော့ဖြည့်ပေးသွားပါမယ်ရှင်ခုတော့တတပါနောက်ဗီဒီယိုမှာနောက်တစ်ခေါက်ပြန်တွေ့ကြပါမယ်တတ